ဖြစ်ပေါ်လာတဲ့တည်င်းဆိုအရာဟော်ရီဟောက်ကဒီအခြေအနေကိုရင်ဆိုင်နိုင်ဖို့နီလန်းနှစ်ခုအကြံပြုလာခဲ့ပါတယ်ပထမနီလန်းကတော့ကြံနေတဲ့အရာတွေထပ်မပါသွားအောင်အကောင်းဆုံးကာကွယ်ဖို့နဲ့ဒုတိယနီလန်းကတော့တံပြန်ထိုးဖောက်တိုက်စစ်ဆင်ဖို့ဖြစ်ပါတယ်ပထမနီလန်းရတော့ရှင်းလော်မျိုးမှာအခြေချပြီးရှိသမျှအင်အားကိုစုဆောင်ပြီးနီလာနဲ့တွေ့မှာဖြစ်ပါတယ်ဒုတိယနီလန်းရတော့တေမင်းနဲ့ဖြာလင်းကိုအနိုင်ယူပြီးမင်းတော်တောင်ကြားကိုပြန်လဲရယူဖို့ဖြစ်ပါတယ်နင်တို့ကရှေ့ကတိတ်ရင်ငါတို့ကလည်းနောက်ကနေပြန်တိတ်မယ်ဆိုတဲ့နီလန်းမျိုးပါတိုင်ဟောက်ကတော့ဒုတိယနီလန်းကိုပိုအားတာပြီးမယ်တေမင်းနဲ့ဖြာလင်းကိုကြော်ဖြတ်ဖို့မလွယ်တာကြောင့်ဖြစ်နိုင်ပါမလားဆိုပြီးတန်တရားရှိနေပါတယ်အမှပဲယူဟောက်ကသူ့ရဲ့ပလန်ကိုပြောပြပါတယ်သူ့အစီအစဉ်ကိုနားထောင်ပြီးနောက်မှာတော့အန်တီအများလုံးနာမို့ရွှေစန်းရှင်နဲ့တကွအဖွဲ့သားတွေကတဘောမတူပါဘူးဒါပေမဲ့ယူဟောက်ကဒီနီလန်းအပြင်တခြားနီလန်းမရှိတဲ့အကြောင်းပြောလိုက်ပါတယ်ထဝူထုံကတော့ပွဲစားကနေပွဲဆုံးပါတခွန်မှဝင်မပြောခဲ့ပါဘူးသူမကတွင်နေလဲဘသူမှမတီးပါဘူးနောက်တော့ရွှေစန်းရှိတို့ကသူတို့ကိုပါလိုက်ပါခွင့်ပြုရင်ယူဟောက်ရဲ့ပလန်တိုင်းလုံးမဲ့ပြောတာကြောင့်ယူဟောက်လည်းခွင့်ပြုပေးလိုက်ပါတယ်နောက်တော့ပလန်အသေးစိတ်ကိုသူတို့တိုင်ပင်ခဲ့ကြပါတယ်ညရောက်တော့ယူဟောက်ကိုတိုင်ဟောက်ကထုံးစံတိုင်းလိုက်ပို့ပေးပါတယ်ယူဟောက်ကကိုယုံကြည်မှုရှိတယ်ပြောနေပေမဲ့တိုင်ဟောက်ကတော့စိုးရိမ်နေတော့မှာပဲနောက်တော့တိုင်ဟောက်ကသူ့အဖေပေးအပ်ထားတယ်လို့ဆိုတဲ့အမွေပစ္စည်းဖြစ်တဲ့ကြားသွားကိုကန်ကောင်းချင်းလက်ဆောင်အနေနဲ့ပေးခဲ့ပါတယ်ယူဟောက်ကမင်းတော်တောင်ကြားစီကိုပဲလေထူးအမြင့်ပေါ်ကနေစီမျိုးရင်းပြန်တန်းသွားလိုက်ပါတယ်။ဝန်ကြီးဟန်ကိုဆုံးရှုံးရပြီးကတည်းကနီလာဖက်ကလည်းစောင့်ကြည့်ဝိညာဉ်ထိန်ကရိယာတွေကိုထပ်တိုးထားသလိုလှုံရှားစောင့်ကြည့်ဝိညာဉ်ထိန်ကရိယာအသစ်တွေပါတက်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့ယူဟောက်ကတော့သူ့ရဲ့စိတ်ဝိညာဉ်မျက်လုံးစွမ်းရည်တွေနဲ့ပဲကြော်လွှားခဲ့ပါတယ်။မကြာခင်မှာပဲယူဟောက်ဟာမင်းတော်တောင်ထိပ်ကိုလမ်းမြင်လာရပါတယ်။မင်းတော်တောင်ထိပ်မှာစောင့်ကြည့်ဝိညာဉ်ထိန်ကရိယာတွေအများကြီးမတက်ဆင်ထားပေမဲ့ဘေးပတ်လည်မှာတော့ဝိညာဉ်ထိန်လက်နက်တွေအကာတွေတက်ဆင်ထားပါတယ်။တင်မင်းနဲ့ဖျားနေရကရှာဖွေရမခတ်ပါဘူး။မကြခင်မှာပဲယူဟောက်ကမင်းတော်တောင်ထိပ်ကအထဲမှာတခုခုကိုဖုံးကွယ်ထားတဲ့တက်ထုဦးကောင်းကိုမြင်ခဲ့ပါတယ်။ပုံစံကတော့ဘာထူးခြားမှုမှမရှိပေမဲ့မြင်လိုက်တာနဲ့စိတ်ဝိညာဉ်အထီးတုံလို့စေတဲ့အရာမျိုးပါ။တင်မင်းနဲ့ဖျားဟာအဝေးတိုက်ခိုက်ရေးလက်နက်ဖြစ်ပါတယ်။တစုံတယောက်ကလက်နက်တီရှိရနေရနဲ့အရန်နီးကတ်သွားရင်အလုံးလုံးတော့မှမဟုတ်ပါဘူး။တင်မင်းနဲ့ဖျားလက်နက်ကိုကာစီးထားတယ်မမြင်ရတဲ့အကာအစီးရှိမှန်တိတာကြောင့်ဟော်ယူဟောက်ကဓာတ်ရိုက်စိတ်ဝိညာဉ်သုံးခါချင်းတိုက်ချက်နဲ့လုံဆော်ပစ်လိုက်ပါတယ်။ချက်ချင်းပဲဆူဆူဝါဝါအော်မီတန်တွေကမင်းတော်တောင်ထိပ်ကနေထွက်ပေါ်လာခဲ့ပါတယ်။ဒီချိန်ရောက်မှတော့ဘာမှကွယ်ဝဲစရာမလိုတော့တဲ့ဟော်ယူဟောက်ဟာသူ့ရဲ့ကံကြမ္မာမျက်လုံးနဲ့စွမ်းရည်ကိုထုတ်သုံးပြီးမမြင်ရတဲ့အကာအစီးနဲ့ဓာတ်ရိုက်တိုက်ခဲ့ပါတယ်။မကြခင်မှာပဲဟော်ယူဟောက်တိုက်ခိုက်ချက်အောင်မှာတမီတာလောက်ကျဲတဲ့အပေါက်ဖြစ်ပေါ်သွားခဲ့ပါတယ်။ဟော်ယူဟောက်ကလည်းအခွင့်အရေးကိုလက်လွတ်မခံပဲတဟုန်ထိုးပြစ်ဝင်သွားခဲ့ပါတော့တယ်။ဝိညာဉ်ထိန်လက်နက်တွေကဟော်ယူဟောက်ကိုပြစ်မှတ်ထားလာကြပေမဲ့စိတ်ဝိညာဉ်မျက်လုံးစွမ်းရည်ထုတ်သုံးပြီးဟော်ယူဟောက်ကတေမင်းနဲ့ဖျားလက်နက်စီကိုဒါဦးတည်သွားခဲ့ပါတယ်။ဒင်းကဘလို့လက်နက်မျိုးလဲတကယ်တမ်းကပါလဲဆိုတာကိုဟော်ယူဟောက်သိရမှာဖြစ်ပါလိမ့်မယ်။မကြခင်မှာပဲဖုံးကွယ်ထားတဲ့ဝိညာဉ်ထိန်အကာတွေကနေထိုးထွက်နေတဲ့တွေးနီအောင်တန်းနေတဲ့ပူပြင်းတဲ့တက်ထုတစ်မျိုးကိုဟော်ယူဟောက်ကတွေးလိုက်ပါတယ်။သူစိတ်ဝိညာဉ်ကထောက်လန့်မိရင်ပဲစိတ်ဝိညာဉ်အောင်တုံလုံးနာကျင်သွားရတဲ့ခံစားချက်မျိုးကိုဟော်ယူဟောက်ခံစားလိုက်ရပါတယ်။နာကျင်စွာညှဉ်းညူလာရင်ဟော်ယူဟောက်ကပြုတ်ကျတော့မလို့ဟန်ချက်ပြတ်သွားခဲ့ပါတယ်။တောင်ထိပ်မှာရှိနေတဲ့ဝိညာဉ်ထိန်လက်နက်တွေအမြောက်တွေကလည်းဟော်ယူဟောက်စီကိုဦးတည်လာခဲ့ပါတယ်။ဟော်ယူဟောက်ဟာခေါင်းခွဲမတက်ခံစားနေရရင်တေမင်းနဲ့ဖျားစီမပြန်တန်းတော့ပဲအောက်ဖက်ကိုသာထိုးဆင်းလာခဲ့ပါတယ်။တေမင်းနဲ့ဖျားဟာနိုးထလာခဲ့ပေမဲ့ဟော်ယူဟောက်ကိုတော့မတိုက်ခိုက်ခဲ့ပါဘူး။အင်မတန်စွမ်းအားကြီးတဲ့စွမ်းအားမျိုးကိုဟော်ယူဟောက်တယောက်တည်းအတွက်ထုတ်သုံးရမှာမတန်ဘူးလို့တေမင်းနဲ့ဖျားထိန်ချုပ်သူကတွေးပုံရပါတယ်။တိုက်ခိုက်လာတဲ့ဝိညာဉ်ထိန်လက်နက်တွေရဟော်ယူဟောက်အခွင့်မသာနိုင်တော့မယ့်အချိန်မှာပဲညင်တာတဲ့စွမ်းအားတရက်ကဟော်ယူဟောက်ကိုဆွဲယူခဲ့ပါတယ်။ဟော်ယူဟောက်လဲကြည့်လိုက်တော့ထန်ဝူထုံဖြစ်နေခဲ့ပါတယ်။ဒီချိန်နေရောက်မှတော့ထန်ဝူထုံကိုပြန်လွတ်ဖို့လည်းမဖြစ်နိုင်တာကြောင့်ဟော်ယူဟောက်ကပြစ်ခတ်လာနေတဲ့ဝိညာဉ်ထိန်လက်နက်ပေါင်းများစွာရဲ့တိုက်ခိုက်ချက်တွေကိုတက်နိုင်တဲ့လောက်ရှောင်ရှားရင်းတောင်ထိပ်စီကိုထန်ဝူထုံနဲ့သူပြန်တန်းလာခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တောင်ထိပ်ကိုရောက်တာနဲ့သူ့စီစဉ်အောင်မြင်နိုင်ပါတယ်။ဒါပေမဲ့ဟော်ယူဟောက်ဆက်လက်ရှိတက်နေတဲ့အချိန်မှာပဲလိမ်မော်နီအောင်အလင်းကတောင်ထိပ်ကနေပေါ်ထွက်လာခဲ့ပြီးမကြာခင်မှာပဲအလင်းကချက်လိုမျိုးကြီးမားကျယ်ပြန့်သွားခဲ့ပါတယ်။ဟော်ယူဟောက်နဲ့ထန်ဝူထုံတက်နိုင်တဲ့လောက်တွန်းလှန်နေတဲ့ကြားကနေအဲ့ဒီအလင်းကချက်ဟာသူတို့ကိုအဝေးရောက်အောင်ပြန်တွန်းထုတ်ပစ်ခဲ့ပါတယ်။မသက်သာတဲ့အဆုံးဟော်ယူဟောက်ကထန်ဝူထုံကိုတောင်ထိပ်ကိုအမြောက်လိုဖြစ်လို့ပေမဲ့သူ့အတွက်လူတယောက်ရှာပေးပါလို့ပြောခဲ့ပါတယ်။ထန်ဝူထုံကလည်းတဘောတူခဲ့ပါတယ်။ယူဟောက်ဟာဝူထုံကိုသူ့ရဲ့ချက်ဝတ်တစားကစွမ်းရည်နဲ့အမြောက်လိုတောင်ထိပ်ကိုဖြစ်လို့ပေးခဲ့ပါတယ်။
ဝိညာဉ်ထိန်လက်နက်တွေကနေကြားရောက်လာတဲ့တိုက်ခိုက်ချက်တွေကိုတော့ယူဟောက်ကတားဆီးပေးခဲ့ပါတယ်ဟောက်ယူဟောက်အကြံကထဝူထုံတောင်ထိပ်ကိုရောက်ပြီးရန်သူတေမင်းနဲ့ဖျားပိုင်ရှင်ကိုရှာတွေ့တာနဲ့ရွှေစန်းရှစ်စီကခူးယူထားတဲ့နေရာပြောင်းစွမ်းရည်ကိုထုတ်တုံးပြီးထဝူထုံနဲ့တူတဲ့နေရာချင်းလဲမှာဖြစ်ပါတယ်ဒါပေမဲ့လည်းမချင်မတ်ထားတာကသူ့ကိုတော့တိုက်ဖို့ရည်ရွယ်ချက်ရှိပုံမရတဲ့တေမင်းနဲ့ဖျားလင်းကထဝူထုံကိုတော့ပြစ်မှတ်ထားပြီးတိုက်ခိုက်လာခြင်းပါပဲအရင်တစ်ခါတိုက်ခိုက်တယ်လို့အဖြူရောင်အလင်းမဟုတ်ပဲအနီရောင်ဖြစ်နေပေမဲ့ထဝူထုံကဒီတိုက်ခိုက်ချက်ကိုရင်ဆိုင်နိုင်ပါမလားဆိုတော့ဟောက်ယူဟောက်မတီးတာကြောင့်အရန်ဆိုးရင်လွန်သွားခဲ့ပြီးချွတ်ချင်မဲ့နေရာပြောင်းစွမ်းရည်ကိုထုတ်တုံးလိုက်ပါတယ်ထဝူထုံနဲ့တေမင်းနဲ့ဖျားလင်းကသူမကိုတိုက်ခိုက်နေမှန်းသိပေမဲ့ရှေ့ရောက်နေပြီးမို့ရှောင်ရှားဖို့မဖြစ်နိုင်တော့တဲ့အချိန်မှာပဲယူဟောက်ကသူ့နေရာကိုအစားထိုးယူသွားခဲ့ပါတယ်သူမမြင်လာရတာကတေမင်းနဲ့ဖျားရဲ့အနီရောင်အလင်းကဟောက်ယူဟောက်ကိုဝါမျိုးသွားတာကိုပါပဲအလူမြင်ကွင်းကိုမြင်လာရတဲ့သူမဟာနှလုံးသားတနေရာကိုထိုးဆိုင်ခံရတယ်လို့ခံစားသွားရပြီးနာကျင်စွာအော်ဟစ်လိုက်မိပါတော့တယ်။ယူဟောင်းနဲ့နေရာလဲသလိုဖြစ်သွားတာကြောင့်ပြင်ပကဝိညာဉ်ထိန်လက်နက်တွေရဲ့ပြစ်မှတ်ကသူမဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ထံဝူထုံကစစ်မှန်အလင်းနဂါလေးပြဝိညာဉ်ကိုယ်ထဲကိုထုတ်တုံးခဲ့ပါတယ်။အင်မတန်ပြင်းထန်တဲ့ရွှေရောင်အလင်းကသူမကိုယ်ထဲမှာပေါ်လာခဲ့ပြီးနဖူးပေါ်ကခရင်ကွာအမတ်သားဟာလည်းလင်းလက်ခဲ့ပါတယ်။အဒီနောက်မှာတော့ဝိညာဉ်ထိန်လက်နက်တိုက်ခိုက်ချက်တွေကနေလွတ်မြောက်ပြီးထံဝူထုံဟာတောင်ထိပ်စီကိုပြန်တန်းသွားခဲ့ပါတယ်။ဟောက်ရီဟောက်ရဲ့အကြံကဒီလိုပါဟောက်ရီဟောက်ကအရင်ဆုံးသူတယောက်တည်းမင်းတော်တောင်ထိပ်ကိုရောက်အောင်ဝင်ပြီးရှင်းလုံးတိုင်ပြီးကဖုံဟောက်တော်တော်ရီနဲ့ရှလိုက်ခက်ကသူ့ဖွဲသားတွေကိုဟိလိုက်ခတ်စစ်ထားခဲ့တဲ့မရဏလွင်ပြင်းတဲ့ကိုထည့်ပြီးခေါ်လာခဲ့တာဖြစ်ပါတယ်။မင်းတော်တောင်ထိပ်ကိုခြေချနိုင်တာနဲ့အဖွဲလိုက်တောင်ကြားအတွင်းကနေအပြင်ကိုပြန်ပြီးတိုက်စစ်ဆင်ကြမှာဖြစ်ပါတယ်။အကယ်၍သူမအောင်မြင်ခဲ့ရင်တော့မရဏလွင်ပြင်းတဲ့မပိတ်ကြံခဲ့စီဖို့အတွက်တိုက်ဟောက်စီမှာတကားတစ်ချက်ဖွင့်ထားပေးခဲ့ပါတယ်။တိုင်လော်လီကိုလည်းသူရာပြန်မလာနိုင်ခဲ့ရင်တိုက်ဟောက်ကိုသူရဲ့စင်းမြစ်အမှန်ကိုဖွင့်ပြောလိုက်ဖို့လဲယူဟောက်ကမှားထားပြီးသားဖြစ်ပါတယ်။ဟော်ယူဟောက်ဟာအညိုကြီးလုံးနဲ့ဝိညာဉ်တွေကသူ့တကူလုံးကိုဆွဲဆုပ်ပစ်နေတယ်လို့မျိုးခံစားနေရပါတယ်။တေမင်းနဲ့ဖျားလင်းထုတ်လို့လိုက်တာကအရင်တစ်ခေါက်လိုပြီးဆုံးတဲ့တိုက်ခိုက်ချက်မျိုးတော့မဟုတ်ပေမဲ့သူတယောက်ကိုအဆုံးသတ်စေဖို့တော့လုံလောက်တယ်လို့လည်းခံစားလိုက်ရပါတယ်။ဒီမိစ္ဆာဆန်လုံးနဲ့အင်အားဟာသူ့အသက်ဆွမ်းအင်ကိုတဖြည်းဖြည်းလွင့်ပါလာအောင်လုပ်နေတာမို့သူတော်ကေသွားတော့မှလာဆိုပြီးဟော်ယူဟောက်ကသူလိုက်မိပါတယ်။အဲ့ဒီချိန်မှာပဲအင်မတန်အေးဆက်တဲ့အော်ရာတရက်ကဟော်ယူဟောက်ကိုထဲမှာပြန်လွင်လာခဲ့ပြီးသူ့ကိုဖျက်ဆီးနေတဲ့အညိုကြီးတဲ့ဝိညာဉ်တွေကိုတွန်းထုတ်ပစ်ခဲ့ပါတယ်။အဲ့ဒါကသူ့ရဲ့တက်ဆောင်တာစွမ်းအင်ဖြစ်ပါတယ်။နောက်တော့မင်းနဲ့ရောင်လိုမဲမောက်နေတဲ့အကြေးခွန်တွေကဟော်ယူဟောက်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။သွေးနီအောင်အလင်းကတော့ကွယ်ပြောက်သွားခဲ့တာကြာပါပြီ။ဟော်ယူဟောက်ကဖုံမုံအနေနဲ့တော့မပြောင်းသွားပဲတောင်ထိပ်နဲ့မဝေးတဲ့နေရာတစ်ခုစီကြာရောက်သွားခဲ့ပါတယ်။အဝေးတနေရာကျဲသားရတက်တော်တဲ့ကအတက်ရေကန်မှာတော့ကြည်နေနေတဲ့ရေကန်ဟာမဲမောင်သွားပြီးငကားဟိမ့်တန်တစ်ခုကိုကြားလိုက်ရပါတယ်။ငကားဦးကောင်းဟာမဲမောင်နေပေမဲ့မျက်လုံးတစ်စုံကတော့ရွှေရောင်တောင်ပါလို့နေပါတယ်။ဒါပေမဲ့တေချာချီရင်ငကားမျက်လုံးမှာတွေးနီအောင်တန်နေတာကိုတွေ့နိုင်ပါတယ်။ငကားကဟိန်ခေါက်လိုက်ရင်ပဲတွေးနီအောင်စလုံးတစ်လုံးကသူ့လက်ချောင်းတွေကနေထွက်လာခဲ့ပြီးကောင်းကင်မှာဝဲပြန့်နေတဲ့အညိုကြီးဝိညာဉ်တွေကိုပျောက်ကွယ်သွားစေခဲ့ပါတယ်။ငကားရဲ့ရွှေရောင်မျက်လုံးတွေကပြန်လဲကြည်လင်သွားတဲ့အချိန်မှာတော့ငကားကစွမ်းအားကြီးပြီးလူမဆန်ရက်ဆက်လွန်လိုက်တာဒါကအညိုကြီးတဲ့ဝိညာဉ်တွေကိုအသုံးချပြီးလူသားတွေဖန်တီးထားတဲ့လက်နက်လားလို့ပြောလိုက်ပါတယ်။ငကားဟာတီထျံဖြစ်ပါတယ်ပြောရရင်တီထျံရဲ့ကာကွယ်ပေးမှုကြောင့်ဟော်ယူဟောက်ဟာမင်းတော်တောင်ထိပ်ကိုရှေ့လန်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ထဝူထုံကလည်းခရင်ကွာအမတ်တန်ကာကွယ်မှုနဲ့တူမင်းတော်တောင်ထိပ်ကိုတက်လန်းနိုင်ခဲ့ပါပြီ။အခါนี้မင်းတော်တောင်ကိုသူတို့ဘလို့ပြန်လဲသိမ်းယူမလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့စာစဉ်ရတာပြောပြခြင်းဖြစ်တာကြောင့်တုံးခွာနဲ့အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်။ကျေးဇူးပါရှင်။